လိုက်စားတယ်နော်ကျွန်တော်ဘာစားကြရင်ကောင်းမလဲ စားတယ် အဲ့ဆိုရင်စိုက်နေကြည့်ရအောင်ဒီမှာအော်ဒီရဲဝင်မယ်နော်โอเคအော်ဒီဆိုင်လားကိုရဲဆိုင် ဒီကိုရီးယားဆိုင် โอเคစားမယ်နော်ဒါတော့တတိယမြောက်နေ့ဟန်နွိုင်းမှာပေါ့နော်ကျွန်တော်အစားအသောက်တွေကိုလိုက်ရှာတော့ဗီယက်နမ်အစားအစာတွေပဲနေရာတကာမှာတွေ့ရတယ်ပေါ့နော်သူတို့ကဒီအမဲသားတို့ကြက်သားတို့ကိုပြုတ်ပြီးတော့အထဲမှာဒီခောက်ဆွဲလိုမုံငါလိုဘုံဖက်ကိုထည့်ပြီးတော့စားကြတာပေါ့နော်ကျွန်တော်တို့ကထမင်းကိုလိုက်ရှာနေထမင်းစားချင်တဲ့ကြာပြီပေါ့နော်မတွေ့ဘူးရှာရင်နဲ့အဲ့မှာကျွန်တော်တို့ကိုရဲဆိုင်ဒီဇိုင်းတွေ့သွားတယ်ပေါ့နော်ဒီဆိုင်လဲရောက်ရောဘာပြောကောင်းမလဲဗျာရောက်ချင်းကိုတခါတည်းတန်းမှားပြီးတော့ကိုစကားတော့မပြောနိုင်ဘူးအားရပါရစားလိုက်ကြတာမြင်တဲ့အတိုင်းပဲအသောပြက်တာလဲတော်တော်ကြာပြီပေါ့ဗျာအဲ့ကတအားစားတော့ခုနကမှစကားမပြောနိုင်ဘူးညာပါကိုရီးယားစီဖူးဘာခေါ်လဲဒီဟာကဘန်ကစ်ထင်တယ်ရကြတော့ပါလေခောက်ဆွဲနဲ့ခောက်ဆွဲပတ်စုံနဲ့အချင်းမှာကျုပ်လည်းပါတယ်ဒီလောက်ထိုင်ကံအတဲ့ပါတယ်ဒါကကျက်တုံးမယ်ပြီးတော့ဒါစားတော့ဟုတ်လားစားရမဆုံးတော့ဒီမှာဟိုဈေးလုံးလည်းမဆိုးဒီဟာနည်းနည်းအကျော်ဆုံးနည်းနည်းဒါပေါ့နော်ဒီဘက်မှာကိုကျွန်တော်ဒီကင်ချီနဲ့စားလိုက်တော့ plus စားလိုက်တော့အီလည်းပြေသွားတယ်ပြီးတော့ကျွန်တော်တို့စူဂျူနဲ့ပါညှိုးလိုက်တော့လေစားတွေကရမ်းစစ်နေတော်လေးကိုအဆင်ပြေတယ်နော်အကုန်လုံးဝင်တာပဲနော်စားလို့ညဝင်မှာတော့ကောင်းတာဒါကျွန်တော်ဒီဗီယက်နမ်နိုင်ငံဟန်နွိုင်းမှာရှိတဲ့ Old Quarter မှာရှိတဲ့ Korea ဆိုင်ပေါ့ဒီမှာဆိုင်ရှာရတာအခက်တယ်ခုနိုင်ငံတွေပဲသူကဆိုင်တိလေးနဲ့လက်ဖိတ်ကြီးဗာလဲမသိဘူးနော်လမ်းပြီးမှာတို့အဓိကလက်ဖိတ်တောက်ကြလက်ဖိတ်ဆိုင်ကတော့တော်တော်တမ်းပေးမှထိုင်ကြတယ်တို့ကျန်ရည်လက်ဖိတ်ကြီးလမ်းပြီးမှာစားကောင်းနဲ့စားလိုက်ရင်ပုံမှန်ပါဘက်ကလည်းတအားစားတော့စားလည်းမပြောနိုင်တော့စားလို့လည်းတအားကောင်းတယ်ကောင်းတာမမနိုင်ကြောင်းကောင်းတာမမနိုင်ကြောင်းကိုရှိမှရှိတဲ့ခါပုံတော့စားမှာပေါ့စားမှာပဲစိတ်မချအမောအဲ့ဒါချက်တိုင်းတို့လုပ်ပြမှာလေလုပ်ပြမှာခါလေစားမှာအစားတော့တယ်ကြိုက်တော့မှစားတက်တက်မရှိဘူးဒါပေမဲ့မဖြုံးကြည့်လို့လည်းကိုစားနေတယ်စားမတဆေးမှာအလားဟာတာမဖြစ်ဘူး